ကဲအားလုံးပဲမင်္ဂလာပါကဲဝင်လာမယ်เนาะချဲရတဲ့ကိုရီမားတွေဦးလေးတွေတော်တွေတူတယောက်မကြက်เนาะကျွန်တော်ရဲ့ဗီဒီယိုပိုင်း live show လေးအစမှာလည်းအားလုံးကိုရီမားတွေစိတ်ချမ်းသာခြင်းကိုကြီးချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေအသက်ရှူတိုင်းနဲ့ငွေဝင်ကြပါစေလို့ကျွန်တော်ရဲ့ဗီဒီယိုပိုင်း live show အစမှာလည်းအားလုံးကိုဆုတောင်းမေတ္တာပို့သပေးပါတယ်ကဲအားလုံးကိုရီမားတွေဒီနေ့လဲတကွက်ကောထပ်ပြီးတော့အမျက်ထက်ရမယ်လုံးဝရှယ်မိန်၃ခွက်ပဲထုတ်ပေးထားတာเนาะကဲညနေမှာ3ညပတ်သေး3ည5နေတိုင်းစောတဲ့ကိုရီမားတွေရောဖွဲ့ဝင်လက်ဆောင်ကြိုပြီးရဝင်လာဝင်တဲ့ကိုရီမားတွေရောเนาะဖွဲ့ဝင်ထားတဲ့ကိုရီမားတွေကြိုပြီးတော့ကြာတာပလေးတောက်ကြ2ရက်စာလက်ဆောင်ပေးထားတဲ့3ညပတ်သေးလုံးဝအဆင်ပြေသွားပြီเนาะကိုရီမားတွေဗုဒ္ဓဘုနေ့မှာလည်း2 5တစ်ခွက်ပဲကျွန်တော်ပေးထားတာเนาะဗုဒ္ဓဘုနေ့နေကုန်သော2 5တစ်ခွက်ပဲပေးထားတာအဲ့တော့အောင်သောကိုရီမားတွေလည်းဒီဘက်မှာလုံးဝအဆင်ပြေကြလိမ့်မယ်လို့ကျွန်တော်မျှော်လင့်တယ်ကျန်တဲ့ရက်တွေမှာလည်းအဆင်ပြေကြတယ်เนาะဒီနေ့မှလည်းထပ်ပြီးတော့3ည5လုံးဝတဲမိန်เนาะအဖွဲကြိုဝင်လာတဲ့ကိုရီမားတွေကျွန်တော်3ကပ်ပဲပေးထားတာเนาะကြံတဲ့နောက်ကကိုဆက်ပြီးတော့ဆော့ပါကျွန်တော်ဒီမှာလာပြီးဖွဲ့ဝင်နေပါဆိုတဲ့ကိုရီမားတွေလည်းဖွဲ့လာပြီးတော့ဝင်လို့ရပါပြီလာမဲ့ပတ်အတွက်ဗုဒ္ဓဘုရားစာရုပ်ပတ်တီတစ်လုံးနဲ့ဝေကနာ3ကပ်ကိုကျွန်တော်ရှိမှထိမိမိဆော့ခြင်းနဲ့เนาะလုံးဝအရှုံးများနေပါဆိုတဲ့ကိုရီမားတွေတာဝန်မှုတာဝန်ခံမှုနဲ့အပြည့်နဲ့ကျွန်တော်ရှိရတယ်အမြဲတမ်းကျွန်တော်ဖွဲ့ဝင်ခေါ်ပါတယ်เนาะဖွဲ့လာမယ်ဆိုတဲ့ကိုရီမားတွေဖွဲ့ဝင်ကြိုပြီးတော့လက်ခံပါပြီဖွဲ့ဝင်မယ်ဆိုရင်တော့ဖုန်းနံပါတ်3994 005523 889529 အဲ့ဖုန်းလုံးဒါရိုက်ဆက်ပြီးတော့ကျွန်တော်ဒီမှာလာပြီးဖွဲ့လာဝင်လို့ရပြီเนาะဖုန်းနံပါတ်ကိုမမှတ်မိတဲ့ကိုရီမားတွေအပေါ်ကဘိုင်ယိုလင်းမှာကျွန်တော်တင်ပေးထားပါတယ်အမှဝင်ယူလိုက်ပါကျွန်တော်နှစ်ခါပြောရင်ဘန်ခါမှာဆိုကျွန်တော်နှစ်ခါတော့မပြောတော့ကဲမနက်ဖြန်ကိုရီမားတွေ10ရက်နေတောက်ကြနေပွဲသိမ်းနေနေကုန်မှာဘာကနန်းကွက်တွေထားပြီးတော့အဓိကစော်အောင်မလဲเนาะလုံးဝရှုံးများနေလို့ကျွန်တော်ဝေချမ်းကိုခုမှမြင်ခုမှတွေးလို့ချစ်လို့ခင်လို့အားပေးမယ်ဆိုတဲ့ကိုရီမားတွေရောရှုံးများနေတယ်ဆိုတဲ့ကိုရီမားတွေဗီဒီယိုပိုင်း live show လေးကိုပြီးဆုံးနိုင်အောင် live ပြောကြည့်မယ်เนาะဒီတစ်ပတ်မှာညီကိုနဲ့အပူစင်းမယ်လို့ပြောထားရတဲ့နဲ့အပူကကျွန်တော်ကစဉ်းစားထားတာဗုဒ္ဓဘုနေ့နေကုန်မှာအစောဆုံးကြာမယ်လို့ကျွန်တော်ထင်ထားတာဒါမဲ့เนาะဗုဒ္ဓဘုနေ့မနက်မှာကြာမယ်လို့ထင်ထားတာဒါမဲ့အင်္ဂါနေ့ sorry ကြာတာပရိနေ့မနက်မှာပဲလာပြီးတော့6ဘူးဆိုပြီးထွက်တော့တယ်เนาะပေးထားတဲ့ဘူးကလည်း2ဘူး5ဘူးပါเนาะကဲဒီနေ့ထွက်တော့6ဘူးကဲကိုရီမားတွေ comment မှာပေါက်တီးလေးတွေမန်းခဲ့ပါအောင်ဖွဲ့ဝင်ထားတဲ့ကိုရီမားတွေရောနေ့တိုင်း live ဆော့တဲ့ကိုရီမားတွေရောအကုန်လုံးအဆင်ပြေကြမယ်เนาะအဲ့တော့အောင်သောကိုရီမားတွေ comment မှာပေါက်တီးလေးတွေမန်းခဲ့ကြပါဘယ်သူတွေဘယ်လောက်ဘူးပဲရကြကျွန်တော်ကိုချိုင်းဘက်ကနေပြီးတော့လုံးဝဝမ်းသာပီတိဖြစ်မိပါတယ်ကဲအားလုံးပဲမင်္ဂလာပါเนาะမင်္ဂလာရှိတဲ့မင်္ဂလာညနေခင်းလေးမှာအောင်သောကိုရီမားတွေလုံးဝမင်္ဂလာရှိသွားပြီဟုတ်တယ်เนาะမနေ့ကလည်းတစ်ခွက်သေးနဲ့ထိတယ်ဒီနေ့လည်းတစ်ခွက်သေးနဲ့ထိတယ်ဟုတ်ပြီเนาะကဲမနက်ဖြန်နေကုန်မှာလည်းပဲထပ်ပြီးတော့အဆင်ပြေကြဖို့တော့ကိုကျွန်တော်ဘက်ကနေပြီးတော့စောင်းကုန်ထပ်ပြီးတော့ကြိုးစားပေးထားတယ်အောင်သောကိုရီမားကြိုင်းနေတတ်မယ်ဆိုရင်ဗီဒီယိုပိုင်း live show လေးပြစုံအောင်လိုက်ပြီးတော့ကြည့်ပါเนาะကဲမနက်ဖြန်နေကုန်မှာဒီကထားပြီးတော့ဘာကနန်းကွက်ကလေးတွေထားပြီးတော့ဆော့မလဲဆိုရင်မနက်ဖြန်တော့ကိုကျွန်တော် break တစ်ခုထုတ်ပေးထားတယ်เนาะကိုရီမားမနက်ဖြန်တော့ကိုကျွန်တော် break တစ်ခုเนาะမနက်ဖြန်တော့ကို break တစ်ခုထုတ်ပေးထားတယ်တနင်္လာနေ့ကလည်း break တစ်ခုထုတ်ပေးရဲတောက်ကြနေမှာမနက်ဖြန်တော့ကိုလည်း break တစ်ခုထပ်ထုတ်ပေးမယ်เนาะမနက်ဖြန်တော့ကအဓိကထားပြီးတော့ဆော့ရမှာပတ်တီး1ပတ်တီး6ပတ်တီး16 1G ကိုရီမားတွေမှာကျိုင်းနဲ့တတ်မှရှိတဲ့ကဏ္ဍလေးရှိရင်ကတ်ပြီးတော့ဆော့ပါကီးပိုင်းပိုင်းနိုင်ရှိတာဖြစ်လုံးပိုင်းပိုင်းနိုင်ရှိတာဖြစ်เนาะ16 1D လေးနဲ့တွဲပြီးတော့ဆော့ပါအကယ်ကိုရီမားတွေရှိမှာထိုးတော့ကဏ္ဍနဲ့မှာ1ပါတော့ကဏ္ဍ6ပါတော့ကဏ္ဍဦးစားပေးပြီးဆော့ပါလို့ကျွန်တော်ကိုချိုင်းဘက်ကနေပြီးတော့အကောင့်ပုံလုံးတော့အကြံဉာဏ်ပေးနေပါတယ်ကျိုင်းနဲ့တတ်မှဆိုတဲ့ကိုရီမားတွေလိုက်ပြီးတော့ဆော့ပါအမှားမှန်ကိုလက်ခံမယ်ဆိုရင်ဆော့ပါเนาะကဲအဲ့ဆိုရင်တက်နဲ့ပတ်သက်ပြီးခါတိုင်းလိုပဲကဲကိုရီမားယူကလေးလိုက်ပြီးကြည့်အောင်တက်နဲ့ပတ်သက်131819တက်နဲ့ပတ်သက်131819 6နဲ့ပတ်သက်6တင် sorry 12 6နဲ့6368เนาะ6နဲ့6368 131819เนาะအဲ့ဒီကနန်း6ကွက်ပါတက်နဲ့ပတ်သက်ပြီးတော့ယူကွက်ကလေးရှိတယ်လို့6နဲ့ပတ်သက်ပြီးယူကွက်ကလေးလည်းရှိတယ်အဲ့တော့အောင်သောကိုရီမားတွေကကြိုင်းနေတတ်မယ်ဆိုတဲ့ကိုရီမားတွေဆော့ပါထိုးပါယူပါเนาะမားမောင်လက်ခံနိုင်မယ်ဆိုတဲ့ကိုရီမားယူဆော့ဒါကျွန်တော်ဘက်ကနေပြီးတော့အကောင်းဆုံးဖြစ်အောင်လို့ဖြစ်နိုင်နေတဲ့ကြားနိုင်နေအများဆုံးရှိတဲ့ကဏ္ဍလေးကိုပဲကျွန်တော်ရွေးချယ်ပြီးထုတ်ပေးထားတာเนาะအဲ့တော့အောင်သောကိုရီမားတွေကြိုက်တူမယ်ဆိုရင်ယူဆော့ပါယူထိုးပါเนาะအဓိကအားဖြင့်တော့1ပါတော့ကဏ္ဍ6ပါတော့ကဏ္ဍဦးစားပေးပြီးဆော့မနက်ဖြန်မှာလုံးဝအားကောင်းတာဒီ4 break အားကောင်းပါတယ်เนาะမနက်ဖြန်မှာလုံးဝအားကောင်းတာဒီ4 break ပါ
လေးပရိတ်ကိုတော့ဘာနဲ့ကပ်ပါလို့တော့ကျွန်တော်မပြောတော့ဘူးကိုကြိုင်းနှစ်သက်ရနဲ့ကပ်ပြီးတော့ဆော့ပါပရိတ်ဒီမနေ့ပြန်နေကုန်မှာလေးပရိတ်အားကောင်းပါတယ်နော်ဒါပရိတ်ဆော့မယ်ဆိုတဲ့ကိုရီမားတွေကိုပြောတာပရိတ်ဆော့မယ်ဆိုရင်မနေ့ပြန်နေကုန်မှာအဓိကအားဖြင့်လေးပရိတ်ကိုဆော့ပါလေးပရိတ်ထွက်ပြီဆိုရင်တော့ကျွန်တော်ကြိုက်တဲ့တစ်ခွက်ကတော့9ခုတစ်ခွက်ကိုတော့ကြိုက်ပါတယ်လေးပရိတ်9ခု1 5နော်မှတ်မိမယ်နော်ကိုရီမားတွေလေးပရိတ်ကျလာပြီဆိုရင်9ခုနဲ့နော်4 1မ sorry 3 1ပြောတာ sorry မှားလို့နော်4 break 4 break 3 1နဲ့နော်3 1နဲ့5ခု4 break နော်ကျိုင်းနေတဲ့မယ်ဆိုတဲ့ကိုရီမာယူဆော့ပါယူထိုးပါနော်ကဲနေတိုင်းကိုရီမာတွေဆင်ပြေပြီဒီနေ့နေကုန်မှာပတ်သီးဆော့တဲ့ကိုရီမာတွေရောနေတိုင်းမှာလိုက်ပြီးတော့ပတ်သီးဆော့တဲ့ကိုရီမာတွေဖွဲ့မယ်ပတ်သီးဆော့တဲ့ကိုရီမာတွေဖွဲ့မယ်ပတ်သီးဆော့ပတ်သီးမဆော့ရင်နေတိုင်းလိုက်ဆော့ရင်တော့နေတိုင်းထဲမှာ3ခွက်တည်းပေးထားတာနော် sorry ယူခွက်ထဲမှာ3ခွက်ပဲပေးထားတာဆင်ပြေကြလိမ့်မယ်နော်ကျွန်တော်ပေးထား3ခွက်တည်းအဲ့အတွက်ကျန်နှစ်ခွက်ကိုမလက်ပြန်နေကုန်မှာထပ်ပြီးတော့ဆော့ပါလို့ကျန်တယ်ပေးကြပါတယ်ကိုရီမာတွေဖွဲ့ပေးထားတဲ့ကိုရီမာတွေကျန်နှစ်ခွက် okay ကျွန်တော်ရဲ့ကိုရီမာတွေအများရပြီနားကျင်နေဆိုရင်လည်းနားပါနော်နားကျင်နေဆိုတဲ့ကိုရီမာတွေနားလို့ရပြီနေတိုက်ကလေးပဲယူဆော့ပါဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကြာတာပလေးနေ့မှာကိုရီမာတွေပတ်သီးရောမွေးကွက်ကိုထိတာဖြစ်တဲ့အတွက်လာမဲ့ပတ်မှာထပ်ပြီးတော့မြတ်ထက်ယူမယ်လာမဲ့ပတ်မှာဗိုလ်တော်မှုကြောင့်စာတို့ပတ်သီးတစ်လုံးနဲ့မွေးကနာ3ခွက်လုံးဝအဆင်ပြေပြီနော်ကိုရီမားတွေဖွဲ့ဝင်ကြီး1000ကျပ်နဲ့မတန်ဘူးလားတန်လားကိုရီမားတွေအတီးဆုံးပါပဲနော်ဖွဲ့ဝင်ထားတဲ့ကိုရီမားတွေအတီးဆုံးပဲဖြစ်မှာပါနော်လက်ဆောင်ပါနေပြီးခဲ့တဲ့ပတ်မှာလဲဒါကျွန်တော်ရဲ့ကိုရီမားတွေလက်ဆောင်ပါတွေကိုအဆင်ပြေတယ်ဟူးမကြော်လဲရတယ်ဒီပတ်မှာလဲလက်ဆောင်လဲအဆင်ပြေပြီနော်လက်ဆောင်ပါတွေကိုအဆင်ပြေနေတာဟူးမကြော်လဲကျွန်တော်ဘက်ကနေအကောင်းမှမဖြစ်အောင်ကြိုးစားပေးမယ်နော်ကဲအဲ့တော့အောင်သောကိုရီမားတွေနော်ကျွန်တော်ရှိမှလာပြီးတော့ဖွဲ့ဝင်ကြီး1000ကျပ်နဲ့ဇာတို့ပတ်သီးတစ်လုံးမွေးကန3ခွက်တာဝန်မှုတာဝန်ခံမှုအပြည့်နဲ့အဖွဲလာဝင်နေမှာဆိုရင်ကျွန်တော်ကိုချိုင်းရှိမှလာပြီးဖွဲ့လာမလို့ရတယ် Viber channel လေးကိုလည်း comment မှာပင်ထောက်ပေးခဲ့ပါမယ်နော် Viber ဖြစ်စေနော် Viber ဖြစ်စေကျွန်တော်ရှိမှဖုန်းတိုင်းဆက်လို့ဖြစ်စေနော်ကြိုက်တဲ့နေရာနဲ့တိမ်ပြန်လည်းရှိတယ် Viber ရှိတယ်နော်ဖုန်းတိုင်းဆက်တိုင်းဖြစ်ကြိုက်တယ်လို့မျိုးဆက်ပြီးတော့ကျွန်တော်ရှိမှလာပြီးတော့အဖွဲလာမလို့ရပါတယ်အဖွဲဝင်ကြီး1000ကျပ်နဲ့တာဝန်မှုတာဝန်ခံမှုအပြည့်နဲ့ဖွဲ့ဝင်လက်ခံပါတယ်နော်ဖွဲ့ဝင်မယ်ဆိုတဲ့ကိုရီမားဖွဲ့စပြီးဝင်လို့ရပြီနော်ဖွဲ့ဝင်ဖုန်းနံပါတ်မှတ်မိပြီဆိုရင်ဗီဒီယိုဖိုင်လေးအစကိုပြန်ကြည့်ရင်လည်းကြည့်ပါဒါမှမဟုတ်ကျွန်တော်ရဲ့ bio မှာလည်းလွယ်လေးတစ်ခုသွားပြီးတော့ယူပါဖုန်းနံပါတ်နှလုံးထောက်ပေးထားတယ်နော်အဲ့ဒီဖုန်းနံပါတ်နှလုံးဒါရိုက်ဆက်ပြီးတော့ကျွန်တော်ဒီမှာလာပြီးဖွဲ့လာဝင်လို့ရပါပြီကဲအဲ့တော့အောင်သောကိုရီမားတွေ good luck ပါဒီနေ့နေကုန်မှာလည်းပဲအဆင်ပြေကြသလိုမနက်ဖြန်နေကုန်မှာလည်းပဲထပ်ပြီးအဆင်ပြေကြပါစေလို့ကျွန်တော်ကိုရှိုင်းစမုံကောင်တော်မေးနေဗီဒီယိုမှာ live ရုပ်လေးဒီမှာပဲရန်နာလိုက်ပါမယ်ကဲအဲ့တော့အောင်သောကိုရီမားတွေ good luck ပါမနက်ဖြန်နေကုန်မှာတစ်ခွက်ကောင်းလေးနဲ့ထိထိမိမိ share ရကြပါစေ share ပေါက်ကြပါစေထိုးသောခဏအမြတ်ရကြပါစေနော်ကဲအဲ့တော့အောင်သောကိုရီမားတွေကျမ်းမာရေးလေးကိုစိုက်ကြပါနော်ကဲအဲ့တော့အောင်သောကိုရီမားတွေ good luck ပါ